はい皆さんこんにちはမြန်မာပြည်ဂျပန်စာသင်တဲ့ကျောင်းရဲ့စင်စစ်ပူပဲဖြစ်ပါတယ်ဒီတစ်ခါမှာတော့ဝါတာရှိနေတူတူဒိုင်ယွန်ကအခန်းလေးရဲ့ grammar လေးကိုစပြီးတော့လေ့လာကြည့်အောင်နော်ဟိုက်ဒါဆိုလို့ရှိရင်ဝါတာရှိတို့ကအခန်း1ကနေ3ထိတုန်းကကြတော့ noun တွေကိုအဓိကထားပြီးသင်ခဲ့တယ်အခုအခန်း4ကနေစပြီးတော့ဝါတာရှိတို့ verb တွေကိုစပြီးသင်ရတော့မယ်ဟုတ်ပြီ verb တွေဆိုတော့ဘာတွေရှိမလဲစားသည်သွားသည်လာသည်စားခဲ့သည်လာခဲ့သည်သွားခဲ့သည်ဒါမျိုးတွေကိုခေါ်တာပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင် must ဆိုလို့ရှိရင်ဖြစ်သည်ဥမာစားသည်သွားသည်လာသည်နောက်ကမစားဘူးမသွားဘူးမလာဘူးလို့ပြောချင်တယ်ဆိုရင် masan လေးကိုသုံးပြပါမယ်စားခဲ့တယ်သွားခဲ့တယ်လာခဲ့တယ်လို့ပြောချင်တယ်ဆိုရင် master ခဲ့ပါတယ်လုပ်ခဲ့တယ်ဖြစ်ခဲ့တယ်နောက်ကမစားခဲ့ဘူးမသွားခဲ့ဘူးမလာခဲ့ဘူးလို့ပြောချင်ကတော့ masan dashta လေးကိုသုံးပြပါမယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ဝါတာရှိတို့ကBuff 1နေ Buff 2တွေခွဲမယ်ပေါ့နော် Buff 1ဆိုလို့ရှိရင် must ဖြစ်တယ်ဆိုရင် Buff 1ဒါမျိုးနောက်တစ်ခါစားတယ်ပေါ့နော်မင်းမနေ့ကမနက်ကမင်းထမင်းစားပြီးပြီလားဒါမျိုးပြောနေစားပြီးပြီဒါမျိုးစားတယ်ဒါမျိုးပြောချင်တယ်ဆိုရင်တော့ must နောက်တစ်ခါမစားခဲ့ဘူးမသွားခဲ့ဘူးမလာခဲ့ဘူးလို့ပြောချင်ရင် must ဆိုပြီးတော့ Buff 1အငင်းလို့သတ်မှတ်လိုက်ပါမယ်နောက်တစ်ခါစားခဲ့တယ်သွားခဲ့တယ်လာခဲ့တယ်ဆိုရင်တော့ master Buff 2မစားခဲ့ဘူးမသွားခဲ့ဘူးလို့ပြောချင်ရင် must dash ဒါမျိုးသုံးပြပါမယ်ဟုတ်ပြီဒါဆိုလို့ရှိရင်နောက်တစ်ခုကဒီအခန်းလေးမှာသုံးပေးမယ် particle လေးတွေပေါ့နော် particle ဘာတွေရှိမလဲဆိုရင်ခါရမာတဲ့ခါရဆိုတာလေးကမှမာတဲ့အထိဥမာမင်းဘယ်ချိန်ကနေဘယ်ချိန်အထိစာလုပ်တယ်လဲဘယ်ချိန်ကနေဘယ်ချိန်ထိအိတ်တယ်လဲဘယ်နေ့ကနေဘယ်နေ့ထိအလုပ်လုပ်တယ်လဲဒါမျိုးတွေကိုပြောချင်တာဖြစ်တဲ့အတွက်ခါရမာတဲ့နေတကွာနိလေးဆိုရင်မှာသူ့ဘယ်လိုအချိန်ဒီမှာလိုက်မလဲဆိုရင်တီးကြတဲ့အချိန်ရဲ့နောက်မှာနှိလိုက်ပေးပါမယ်အချိန်တစ်ချိန်ပေးထားမယ်တီးကြတဲ့အချိန်ရဲ့နောက်မှာဆိုရင် particle နိလေးကိုမှာဆိုပြီးတော့ဘာသာပြန်ပေးပါမယ်နောက်တစ်ခုကတို့ဆိုတာလေးကနှစ်ဥမာကျွန်တော်ဒီတငယ်ချင်းနှစ်ចောင်းတို့သွားသည်ကျွန်တော်ဒီတငယ်ချင်းနှစ် shopping ထွက်သည်ဈေးဝယ်သည်ဒါမျိုးကိုပြောချင်တယ်ဆိုရင်တို့နှစ်ဟုတ်ပြီအဲဆိုရင်အခုဒီအခန်းလေးရဲ့အခန်းလေးရဲ့grammar လေးကိုပြန်ကြည့်မယ်ပေါ့နော်ဖြစ်တယ်ဆိုလို့ရှိရင် must မဟုတ်ပါဘူးမဖြစ်ပါဘူးလို့ညင်းကျင်တယ်ဆိုရင် mustn't ဟုတ်ခဲ့တယ်လုပ်ခဲ့တယ်ဖြစ်ခဲ့တယ်လို့ပြောချင်ရင် master မဖြစ်ခဲ့ဘူးမစားခဲ့ဘူးမလုပ်ခဲ့ဘူးမသွားခဲ့ဘူးဒါမျိုးပြောချင်တယ်ဆိုရင်တော့ mustn't dash အချိန်နှစ်ချိန်ပေးထားတယ်ဆိုရင်ခါရမာတဲ့နောက်တစ်ခါတီးကြတဲ့အချိန်ရဲ့နောက်မှာဆိုရင် particle နီလေးကိုလိုက်ပေးမယ်ဘသူနှစ်ဘယ်ဝါနှစ်လို့ပြောချင်တယ်ဆိုရင်တို့ဟုတ်ပြီဒါဆိုရင် buff 1နဲ့ buff 2တွေဘယ်လိုချိန်နေမှာလိုက်မလဲဆိုရင်ခုလဲဖြစ်နေမယ်နောင်လဲဆက်ဖြစ်နေမယ်ဆိုလို့ရှိရင် buff 1ကိုလိုက်ပေးပါမယ် buff 1လေးကိုသုံးပေးမယ်ဖြစ်ပြီးသွားတဲ့အတိတ်ကအကြောင်းအရာတွေကိုပြန်ပြောနေပြီဆိုရင်ကတော့ buff 2ကိုပဲသုံးပေးပါမယ်ဟုတ်ပြီဒါဆိုလို့ရှိရင်စာကြောင်းလေးကိုဖတ်ကြည့်မယ်နော်အီမာဂျော်ဂျီကောဖွန်ဒက်စ်ယခု4နာရီ5မိနစ်ဖြစ်ပါတယ်အီမာခူဂျီဟန်ဒက်စ်ယခု9နာရီခွဲဖြစ်ပါတယ်အီမာနန်ဂျီဒက်စ်ကယခုဘယ်နှစ်နာရီဖြစ်တယ်လဲဟုတ်ပြီဒီနေရာမှာဆိုရင်စနေနေ့စောနာတော့ကကြတော့တီးခြားတဲ့အချိန်တောင်မှနှိလိုက်တယ်လို့ပြောထားတယ်အခုဒီမှာအချိန်လေးပါပြီးတော့ဘာလို့နှိမလိုက်တာလဲဒါလေးကကြတော့ဘလို့အချိန်တွေမျိုးလဲဆိုလို့ရှိရင်ဥမာအခုဘယ်နှစ်နာရီရှိပြီလဲတို့မြန်မာလူတွေပဲမေးကြည့်မယ်ရိုးလေးပဲအခုဘယ်နှစ်နာရီရှိပြီလဲ3နာရီရှိပြီ4နာရီရှိပြီဥမာ9နာရီရှိပြီဒါမျိုးပဲပြောတယ်3နာရီမှရှိတယ်4နာရီမှရှိတယ်လို့မပြောဘူးဒါကြောင့်မလို့ဒီနေရာမှာတော့နှိလိုက်မပေးထားပါဘူးနောက်တစ်ခုယာဆူမီဝဆွီယောဘီဒက်စ်ပိတ်ရက်သည်ဗုဒ္ဓဟူးနေ့ဖြစ်သည်ယာဆူမီဝဒိုယောဘီတို့နီချီယောဘီဒက်စ်ပိတ်ရက်သည်စနေနေ့နဲ့တနင်္ဂနွေနေ့ဖြစ်ပါတယ်ယာဆူမီဝနန်ယောဘီဒက်စ်ကပိတ်ရက်အနားယူရက်အားလရက်သည်ဘယ်နေ့ဖြစ်တယ်လဲဟီရူယာဆူမီဝဂျူနီဂျီခါရာအီချီဂျီမာဒေဒက်စ်နေကင်းအားလည်းရဲ့နေကင်းအနားယူချိန်ဒီ12နာရီမှ1နာရီအထိဖြစ်ပါတယ်ဟီရူယာဆူမီဝဂျူနီဂျီဟန်ခါရာအီချီဂျီဂျူကောဖွန်မာဒေဒက်စ်နေကင်းနားချိန်ဒီ12နာရီခွဲမှ1နာရီ15မိနစ်အထိဖြစ်ပါသည်ဟီရူယာဆူမီဝနန်ဂျီခါရာနန်ဂျီမာဒေဒက်စ်ကနေကင်းနားယူချိန်ဒီဘယ်နှစ်နာရီမှဘယ်နှစ်နာရီအထိဖြစ်တယ်လဲဟုတ်ပြီဒီညမှာဆိုရင်ဝါဒရှိတို့ဂျူနီဂျီဟန်12နာရီခွဲလို့ပြောခဲ့တယ်ဟန်ဆိုတာလေးကခွဲတဝက်စန်ချွတ်ပွန်လို့မပြောချင်လို့ရှိရင်ဟန်လို့သုံးပေးတယ်ဂျူနီဂျီစန်ချွတ်ပွန်လို့ပဲသုံးဂျူနီဂျီဟန်လို့ပဲသုံး12နာရီခွဲအတူတူပါပဲဝါဒရှိဝမိုင်အာဆာလော်ကူဂျီနီအိုကီမတ်စ်ကျွန်တော်ဒီမနက်တိုင်း6နာရီမှအိယာထသည်ဝါဒရှိဝမိုင်အာဆာရှီချီဂျီဟန်နီအိုကီမတ်စ်ကျွန်တော်ဒီမနက်တိုင်း9နာရီခွဲမှအိယာထပါတယ်
あなたは毎朝何時に起きますか？みんなマネタイバナナイマイヤタデレ。私は9時から5時まで働きます。ကျွန်တော်ဒီ9နာရီမှ9နာရီအထိအလုပ်လုပ်ပါတယ်။私は月曜日から金曜日まで働きます。ကျွန်တော်ဒီတနင်္လာနေ့မှတောက်ကြနေ့အထိအလုပ်လုပ်ပါတယ်။အချိန်နဲ့ချိန်ပေးထားဖြစ်တဲ့အတွက်ခါရမာဒေလို့သုံးပေးထားပါတယ်။私は毎日勉強します。ကျွန်တော်ဒီနေ့တိုင်းစာလေ့လာတယ်။私は明日勉強します。ကျွန်တော်ဒီမနက်ဖြန်စာလေ့လာမယ်။အမြဲတမ်းလုပ်နေတာဒီနောက်နေ့တွေနောင်လေးပဲဆက်ဖြစ်နေမှာဖြစ်တဲ့အတွက် buff 1ကိုသုံးပေးထားပါတယ်။私は昨日勉強しました。ကျွန်တော်ဒီမနေ့ကစာလေ့လာခဲ့သည်私はおととい勉強しましたကျွန်တော်ဒီတနေ့ကစာလေ့လာခဲ့သည်ဖြစ်ပြီးသွားတဲ့အကြောင်းအရာတွေအတိတ်ကအကြောင်းအရာတွေပြောတာဖြစ်တဲ့အတွက် buff 2လို့သုံးပေးထားတယ်ခဲစားဆိုတဲ့စကားလုံးပိုင်းလဲ私တို့က buff 2လို့သုံးပေးပါမယ်ဥပမာဘယ်လိုခြေနေရှိမလဲဆိုလို့ရှိရင်မင်းမနက်ကဘာစားခဲ့တယ်လဲဘာစားပြီးပြီလဲဒီမနက်ကဘာစားခဲ့တယ်လဲဒါလို့မေးတာဖြစ်တဲ့အတွက်ဥပမာမနက်ကထမင်းစားခဲ့ပြီးပြီပေါင်မုံစားခဲ့ပြီးပြီနွားနို့တောက်ခဲ့တဲ့ဒါမျိုးပြောတာခဲ့တယ်လို့ပြောတာဖြစ်တဲ့အတွက်ခဲစားဆိုတဲ့စကားလုံးပိုင်းလဲ私တို့က buff 2လို့သုံးပေးပါမယ်နောက်တစ်ခုနေမတ်အိတ်ဒီနေမဆန်မအိတ်ဘူးနေမစတာအိတ်ခဲ့ဒီနေမဆန်ဒက်စတာမအိတ်ခဲ့ဘူးယာဆူမီမတ်အနာယူဒီယာဆူမီမဆန်အနာမယူဘူးယာဆူမီမစတာအနာယူခဲ့ဒီယာဆူမီမဆန်ဒက်စတာအနာမယူခဲ့ဘူးဟာတရာခီမတ်အလုံးလုံးဒီဟာတရာခီမဆန်အလုံးမလုံးဘူးဟာတရာခီမစတာအလုံးလုံးခဲ့ဒီဟာတရာခီမဆန်ဒက်စတာအလုံးမလုံးခဲ့ဘူးဟုတ်ပြီဒါဆိုရင်အခန်းလေးမှာပါဝင်တဲ့ grammar လေးကိုပြန်ပြောကြည့်ပါမယ်တို့ကအခုလက်ရှိလည်းဖြစ်နေမယ်နောင်လည်းပဲဆက်ဖြစ်နေမယ်ဆိုရင် buff 1ကိုသုံးပေးမယ်အရင်တော့ဖြစ်ခဲ့တဲ့အကြောင်းအရာတွေအတိတ်ကအကြောင်းအရာတွေပြောချင်တယ်ဆိုရင် buff 2လေးကိုသုံးပေးမယ်ဟုတ်ပြီ must ဖြစ်ပါတယ်ဟုတ်ပါတယ် must မဟုတ်ပါဘူးမဖြစ်ပါဘူး master ဖြစ်ခဲ့တယ်လုပ်ခဲ့တယ်ဟုတ်ခဲ့တယ် master desta မဖြစ်ခဲ့ဘူးမလုပ်ခဲ့ဘူးနောက်တစ်ခုအချိန်နဲ့ချိန်ပေးထားတယ်ဆိုရင်ခါရမာတဲ့တီးခြားတဲ့အချိန်နောက်မှာဆိုရင် particle နီလေးကိုလိုက်ပါမယ်ဘသူနဲ့ဘယ်ဝါနဲ့ဘာနဲ့လို့ပြောချင်တယ်ဆိုရင် particle တို့လေးကိုသုံးပေးပါမယ်ဟိုက်ဒါဆိုလို့ရှိရင်ဝါတာရှိနဲ့အတူတူစာကြောင်းလေးကိုဖတ်ကြည့်ပါမယ်။今正直ごフォンです。今正直ごフォンです。今9時半です。今9時半です。今何時ですか？今何時ですか？休みは水曜日です。休みは水曜日です。休みは土曜日と日曜日です。休みは土曜日と日曜日です。休みは何曜日ですか？休みは何曜日ですか？昼休みは12時から1時までです。昼休みは12時から1時までです。昼休みは12時半から1時15分までです。昼休みは12時半から1時15分までです。昼休みは何時から何時までですか？昼休みは何時から何時までですか？私は毎朝6時に起きます。私は毎朝6時に起きます。私は毎朝7時半に起きます。私は毎朝7時半に起きます。あなたは毎朝何時に起きますか？あなたは毎朝何時に起きますか？私は9時から5時まで働きます。私は9時から5時まで働きます。私は月曜日から金曜日まで働きます。私は月曜日から金曜日まで働きます。私は毎日勉強します。私は毎日勉強します。私は明日勉強します。私は明日勉強します。私は昨日勉強しました。私は昨日勉強しました。私はおととい勉強しました。私はおととい勉強しました。
寝ます寝ません寝ました寝ませんでした寝ます寝ません寝ました寝ませんでした休みます休みません休みました休みませんでした休みます休みません休みました休みませんでした働きます働きません働きました働きませんでした働きます働きません働きました働きませんでしたはいဒါဆိုလို့ရှိရင်ကိုတိုင်းမိမိဘာသာနောက်တစ်ခေါက်ပြန်ပြီးတော့လေ့လာကြည့်ပါမယ်။နားမလည်တာရှိတာမသိတာရှိတာမျိုးဆိုရင် comment ထဲမှာမှတ်ခဲ့ပြီးလို့ရပါတယ်နော်။じゃまたね